ခြံထဲမှာဖိုးတောင်ကမောင်ညိုကိုရေပပြီးတော့ရေချိုးပေးနေတယ်။မောင်ညိုကခေါင်းခါလိုက်တော့ဖိုးတောင်ကရေဆူသွားတယ်။မောင်ညိုငိမ့်နေစမ်းမှာငါတို့ဒီနေ့မြို့တက်ရမှာမင်းကညစ်ပတ်နေငါအဆက်ကွဲမှာပေါ့။မောင်ညိုရဲ့ဂျိုမှာပန်းကုန်းလေးတစ်ခုစွတ်ပေးဖို့ကြိုးစားပေမဲ့မောင်ညိုကခေါင်းနဲ့ဝှေ့ရမ်းပြီးတော့ညင်းနေတယ်။ဖိုးတောင်ကမှန်အဆုပ်လေးရှင်မှာစပင်ကိုစီရွှဲနေအောင်လိမ့်နေတယ်။ပစိုးတစ်ကိုခေါင်းကျိုက်လိုက်တယ်။ကြည်စံငါရဲ့စတိုင်ရွာတွေကမိမေတို့အုပ်စုငေးသွားစီရမယ်။ဖိုးတောင်ကမောင်ညိုပေါ်မှာခွာစီးပြီးဂုံယူဝင်ကြွားစာနဲ့လက်ဖေးဆိုင်နာကနေဖြတ်သွားတယ်။ဘိုင်းမြကလှမ်းတော့တယ်။ဟေ့ဖိုးတောင်မင်းကျွဲရမင်းဖြစ်သွားပြီလားကွာ။မင်းထက်တောင်ตาသေးတဲ့ဘိုင်းမြရဲ့ဒါကတော့ကြီးလက်ရဲ့အရသာပဲ။မောင်ညိုကလက်ဖေးဆိုင်ရှေ့မှာရုတ်တက်ကြီးရက်ပြီးမျက်ပင်ကိုစားနေလို့ဖိုးတောင်ကအရှိကိုငိုက်ကြသွားတယ်။မင်းလှုပ်တာနဲ့ငါအလှပြတ်ပါပြီကွာ။လက်ခုလက်ရောက်တော့ရွာကောင်မလေးတွေနဲ့စုံတဲ့အခါမှာစတိုင်ဖမ်းမှုလုပ်နေပေမဲ့မောင်ညိုကရုတ်တရက်နှာချီလိုက်တာကြောင့်ဖိုးတောင်ရဲ့ပစိုးကပြေလို့နှိပါဖြစ်သွားပါတယ်။မောင်ညိုရဲ့မင်းကတော့ငါ့ကိုအဆက်ခွဲဖို့ပဲမွေးလာတာလား။ကားဂိတ်ကိုရောက်တဲ့အခါမှာတော့ဖိုးတောင်ကဇရက်ပေါ်မှာထိုင်ဆောက်ပြီးတော့ငိုင်းနေတယ်။မောင်ညိုကတော့ဘေးမှာမျက်တွေကိုအေးအေးဆေးဆေးစားနေတယ်။ဖိုးတောင်ကမြို့ထဲမှာမောင်ညိုကိုစီးပြီးတော့ရောင်စုံအိမ်မက်လေးတွေနဲ့မြင်မှတ်နေတယ်။အဲ့ချိန်မှာပဲဟောင်းနှွမ်းနေတဲ့ဟိုင်းလက်ကားလေးတစ်ခုကဖုန်တွေတထောင်းထောင်းနဲ့ဆိုက်ရောက်လာတယ်။အမေကကားပေါ်ဆင်းလာပြီးတော့လက်ထဲမှာအထုပ်ဘိုးတွေနဲ့ဖိုးတောင်ကပြေးကြိုတယ်။အမေဟဲသားလေးမောင်ညိုကိုပါခေါ်လာတာလားလိမ်မာလိုက်တာဟုတ်တယ်မေကျွန်တော်တို့မြို့ကကားတွေထက်မောင်ညိုကပူစိတ်ချရတယ်လေ